ဒီအယုတ်လေးတွေကဘာအနှံ့လှည့်လည်သွားလာနေခဲ့တာဆယ်စုနှစ်3ခုကျော်တောင်ရှိနေပြီဆိုတော့ဒီနှစ်တွေထဲမှာအများကြီးဖြစ်ပျက်ခဲ့တာပေါ့နောက်ထပ်ဇလန်းအသစ်မလာခင်ဘာတွေဖြစ်ခဲ့လဲဆိုတာအမြန်လေးပြန်ကြည့်လိုက်ရအောင်ဗျာသူတို့အုပ်စုလေးဘာတွေကြုံခဲ့ရလဲဆိုတာကိုအသေးစိတ်ကအစမလွတ်တမ်းသိရအောင်လေ1995ခုနှစ်တုန်းကအာလူးယုတ်လေးတရုတ်ဗန်ဒမြတိုက်တဲ့ဇက်ကွက်နဲ့အချစ်ခံရဆုံးကာတွန်းဇလန်းတွဲကြီးကိုစတင်ခဲ့တာပါမှတ်မိကြသေးတယ်မလားအယုတ်လေးတွေဟာလူတွေမရှိတဲ့အချိန်မှသာအသက်ဝင်လှုပ်ရှားကြပါမယ်သူတို့ရဲ့ဘဝအဓိပ္ပာယ်ကတော့လူတွေရဲ့ကစားတာကိုခံဖို့ပါပဲတကယ်တော့ဇလန်းကကောင်လေးရဲ့မွေးနေ့မှာစတင်တာပါအသက်6နှစ်အရွယ်ကောင်လေးဟာသူ့အမေညီမလေးတို့နဲ့အတူအိမ်သစ်ကိုပြောင်းရွှေ့တော့မလို့ပါသူကကောင်ပွိုင်လေးကိုအရန်ယူသွတ်ပေမဲ့အာကာသဇက်ကားတစ်ကိုကြည့်ပြီးနောက်မှာတော့အာကာသစစ်တီအယုတ်လေးကိုလိုချင်နေခဲ့ပါတယ်ဒါဟာကောင်ပွိုင်ရုပ်ကလေးအတွက်တော့အဆိုးရွားဆုံးအိမ်မက်ဆိုးကြီးပါပဲကောင်ပွိုင်ရုပ်ကလေးကအခုလက်ရှိအခန်းလေးကိုပဲသဘောကျတာပါသူကအယုတ်တွေရဲ့ခေါင်းဆောင်လို့လဲသူ့ကိုယ်သူတတ်မှတ်ထားတာလေဝက်ရုပ်ကလေးရဲ့အားလုံးသိအာလူးရုပ်ကြီးရဲ့ခွေးရုပ်ကလေးရဲ့တိုးထင်းကောင်မလေးရဲ့ပြီးတော့ကြောက်တတ်တဲ့ဒိုင်နိုဆောရုပ်ကြီးတို့အတူတူရှိနေကြတာပါနေကောင်းလားဒိုင်နိုဆောကြီးကောင်ပွိုင်ရုပ်ကလေးကတစ်ဖွဲ့လုံးပေါ်တာဝန်ယူစိတ်ရှိပါတယ်ဒါပေမဲ့အရေးကြီးဆုံးကတော့သူဟာသခင်လေးရဲ့အချစ်တော်ဖြစ်နေတာပါပဲဒါကြောင့်သူ့နေရာအစားထိုးခံရမှာကိုအရန်ကြောက်နေခဲ့တာပါသခင်လေးကအာကာသစစ်တီအယုတ်ကိုရသွားတဲ့အခါတကယ်ပဲအဲ့ဒီလိုဖြစ်လာခဲ့ပါတယ်အာကာသစစ်တီရုပ်ကလေးကရိုးရိုးအယုတ်မဟုတ်ပါဘူးဘာလို့လဲဆိုတော့သူဟာအယုတ်မှန်းတောင်သူကိုယ်တိုင်မသိလို့ပါပဲသူ့ကိုယ်သူရုပ်ရှင်တွေကစစ်တီတော်အစ်စ်လို့ထင်နေတာပါဟဲ့ကောင်နေကြည့်စမ်းအာကာသစစ်တီအစ်စ်ကြီးဟာငါ့ကိုလှောင်နေတာမဟုတ်လားသူ့ရဲ့ပျက်စီးသွားတဲ့အာကာသယာဉ်ကိုပြင်ဆင်နေရင်းနဲ့သခင်လေးရဲ့အခန်းဆိုတဲ့ဂျိုးအစ်စ်ကြီးမှာသူစတင်ကျင့်သားရလာပါတယ်တခြားအယုတ်လေးတွေကလည်းသူ့ရဲ့မိုက်လာတဲ့မီးရောင်တွေခလုတ်တွေနဲ့ခေါင်းဆောင်မှုအရေးသွေးတွေကိုအမြန်မဲ့သဘောကျသွားကြပါတယ်ကောင်ပွားရုပ်ကလေးကလွဲလို့ပေါ့လေသူကတော့မနာလိုစိတ်တွေပောက်ကွဲနေပါပြီသခင်လေးကပီဇာဆိုင်ကိုအယုတ်တရုတ်ပဲယူသွားခွင့်ရတဲ့အခါမှာတော့ကောင်ပွားရုပ်လေးကအကြံစီတစ်ခုထုတ်လိုက်ပါတော့တယ်ဒီကောင်ကိုဒုက္ခပေးမှဖြစ်မယ်ပေါ့အ ਨੇ ဆုံးတော့ဖျောက်ထားလိုက်မယ်ဆိုတဲ့အကြံပါအာကာသစစ်တီကိုဇပွဲအစွန်းသားခေါ်သွားပြီးဇပွဲနဲ့နေရန်ကြားညက်အောင်လုပ်ဖို့ကြံရွယ်ခဲ့ပေမဲ့မထင်မှတ်ပဲအခြေအနေတွေလွဲချော်သွားပြီးအာကာသစစ်တီလေးပရင်းပေါက်ကနေပြုတ်ကျသွားပါတော့တယ်တရင်ကောင်းကတော့သခင်လေးကသူ့ကိုခေါ်သွားတာပါပဲတရင်စိုးကတော့အားလုံးကသူ့ကိုလူသက်သမားလို့သဘောထားပြီးဝိုင်းကျင်ကြတာပါဒါပေမဲ့တကယ်တော့သူ့ရဲ့တကူကောင်းဆန်မှုအတွက်ခံရမဲ့ဝတ်လည်မှုတွေကအခုမှစတင်တာပဲရှိပါသေးတယ်ကလေးစားချေတယ်ဆိုတာငါတို့ဂျိုမှာအားပေးတဲ့ကိစ္စမဟုတ်ဘူးကွာအိုးကောင်းတာပေါ့ဒါပေမဲ့အခုကမင်းရဲ့ဂျိုမှာမဟုတ်တာအာကာသစစ်တီလေးကအင်္ဂါထွက်သွားတဲ့ကားပေါ်ကိုနောက်ဆုံးစက္ကန့်မှာကတ်လိုက်နိုင်ခဲ့ပါတယ်။နှစ်ယောက်တည်းကြံခဲ့တဲ့အချိန်မှာတော့သူ့ကိုတတ်ဖို့ကြံတဲ့အတွက်ဘလောက်ဒေါသထွက်နေလဲဆိုတာကိုပြသပါတော့တယ်။သူတို့ရန်ဖြစ်နေရင်းနဲ့ဓာတ်ဆီဆိုင်မှာကြံခဲ့တာမို့ပီဇာဆိုင်ကိုကိုယ့်ဘာသာသွားရမယ့်အခြေအနေရောက်သွားပါတော့တယ်။ခေါင်းဘွားရုပ်လေးရဲ့ရီမှန်းချက်ကသခင်လေးစီဘယ်နည်းနဲ့ဖြစ်ဖြစ်ပြန်ရောက်ဖို့ဖြစ်ပြီးအာကာသစစ်တီလေးကတော့သူ့ဂျိုကိုပြန်ဖို့အာကာသရင်ရှာဖို့ပဲစိတ်ဝင်စားနေတာပါ။သူကတတိရှိပေမဲ့တိတ်တော့ညံမကောင်းပါဘူး။သူ့ရဲ့ဇွဲကြောင့်ဂျိုသားရုပ်လေးတွေပြည့်နေတဲ့ဒင်္ဂါထက်ကစားရတဲ့စက်ထဲကိုရောက်သွားပါတော့တယ်။ဂျိုသားရုပ်လေးတွေရဲ့အကူအညီနဲ့သူတို့နှစ်ယောက်ဟာအဆိုးရွားဆုံးလူဆိုးလေးစီကိုအဖမ်းခံလိုက်ရပါတော့တယ်။ထိုကောင်လေးကတော့ရက်ဆက်တဲ့တီထွင်ဖန်တီးမှုတွေလုပ်တတ်တဲ့အိမ်ကြီးချင်းကောင်လေးပါပဲ။ကဲအိမ်ပြန်ပြီးကစားကြရအောင်။ဒီလူဆိုးလေးကအယုတ်တွေကိုသဘောကျပေမဲ့သူ့ရဲ့ရက်ဆက်တဲ့စိတ်ကူးတွေနဲ့အညီအယုတ်တွေကိုပုံစံပြောင်းပြရတာပိုကြိုက်ပါတယ်။သူ့အခန်းကတော့ကြောက်စရာကောင်းတဲ့အယုတ်တစ်ပိုင်းတစ်စားတွေနဲ့ပြည့်နှက်နေတာပါ။အဲ့ဒီအယုတ်တွေကတကယ်တော့မဆိုးပါဘူး။ဒါပေမဲ့သူတို့နှစ်ယောက်ကအဲ့ဒါကိုမသိကြပါဘူး။သူတို့အသိမှာတော့ငရဲပြည်ကိုရောက်နေတယ်လို့ဖြစ်ပြီးမြင်မြန်ထွက်ပြေးဖို့လိုနေပါပြီ။ပြောရတာလွယ်တာပါ။ပထမအချက်အိမ်အဆောက်အဦပုံစံကိုမသိဘူး။ဒုတိယအချက်ကပလတ်စတစ်ကိုကိုက်စားတတ်တဲ့ခွေးဆိုးကြီးရှိနေတာပါအဲ့ဒီခွေးကလူဆိုးလေးရဲ့အဖေကိုပဲကြောက်တာပါအဖေဖြစ်သူကတော့နေကင်းကြောင်တော့ TV ရှေ့မှာဆိုတာဘူးခွန်နေကြအိမ်မောကြနေတတ်ပါတယ်အကြီးမားဆုံးအဟန့်အတားကတော့အယုတ်ကြော်ညာတစ်ခုပါပဲအဲ့ဒီကြော်ညာကအာကာသစစ်တီလေးဟာပြန်တန်းနိုင်တဲ့အယုတ်မဟုတ်ဘူးဆိုတာကိုပြသနေတာပါကိုယ့်ရဲ့ယုံကြည်မှုတွေအားလုံးအလကားပဲဆိုတာကိုမျက်မြင်ကိုယ်တွေ့ကြုံလိုက်ရတဲ့အခါဘယ်လောက်ခံစားရမလဲဆိုတာစဉ်းစားကြည့်ရင်အာကာသစစ်တီလေးရဲ့လက်ရှိခံစားချက်ကိုနားလည်နိုင်မှာပါဒီဇလန်ရဲ့ထူးခြားချက်ကတော့ဇက်ကောင်တွေရဲ့စိတ်ခံစားမှုကိုအလေးပေးတာပါပဲသူဟာအယုတ်တရုတ်သားဖြစ်တယ်ဆိုတာကိုသိသွားတဲ့အဖြစ်အပျက်ကိုရည်စရာတစ်ခုအနေနဲ့ပြလို့ရပေမဲ့အဲ့ဒီလိုမလုပ်ခဲ့ပါဘူးသူ့ရဲ့ယုံကြည်မှုကိုနောက်ဆုံးအနေနဲ့တက်တည်ပြဖို့လေကားတစ်ပေါ်ကနေခုန်ချခဲ့ပါတော့တယ်မြေဆွဲအားနဲ့အမှန်တရားကြောင့်သူဟာကြမ်းမြင်ပေါ်ကိုဝမ်းနဲ့ပွဲအနေပြကွက်နဲ့ပြုတ်ကျသွားပြီးလက်တစ်ဖက်ပြုတ်ထွက်သွားခဲ့ပါတယ်တင်သာကလေးတစ်ယောက်ဆိုရင်ဒါဟာပထမဆုံးချိန်ငိုဘူးတာဖြစ်နိုင်ပါတယ်အ ਨੇ ဆုံးတော့အရာရာဟာဆူတောင်းနေုံနဲ့ပြောင်းလဲမသွားဘူးဆိုတာကိုပထမဆုံးသိလိုက်ရတဲ့အချိန်လေးပါဒီကြမ်းတမ်းတဲ့အမှန်တရားကသူ့ရဲ့စိတ်ဝိညာဉ်ကိုပလတ်စတစ်ကိုတန်ပူနဲ့ထိုးဖောက်လိုက်တယ်လို့ပါပဲအဲ့ဒီစိတ်ဒဏ်ရာရနေတဲ့အချိန်မှာပဲလူဆိုးလေးရဲ့ညီမလေးကသူ့ကိုအမေကြီးပုံစံဝစ်ဆင်ပေးပြီးကစားပါတော့တယ်ငါကအမေကြီးပါကွာတတိထားစမ်းမှာတငယ်ချင်းရဲ့ကဲရေးစရာအခန်းလေးပြန်ရောက်လာပြီပေါ့နည်းနည်းတော့ဝမ်းနေစရာကောင်းနေတော့မှာပဲထားလိုက်ပါတော့မင်းပြောတာမှန်ပါတယ်ငါနည်းနည်းစိတ်သက်ကြနေတာပါဒါတွေအားလုံးကသူတို့နှစ်ယောက်စလုံးအတွက်အမှောင်မိုက်ဆုံးညတညဖြစ်ခဲ့ပါတယ်ကောင်ပွန်းရုပ်လေးကသူ့အမားတွေကိုသူနားလည်လက်ခံလာပါတယ်
အာကာသစစ်တီလေးကလည်းကိုထင်ထားသလိုဖြစ်မနေတာကစိုးရွားတဲ့ကိစ္စမဟုတ်ဘူးဆိုတာကိုလက်ခံလာပါတယ်မိုးလင်းလာတဲ့အခါသူတို့နှစ်ယောက်လုံးအတိတရားအသစ်တွေရလာပြီးဒုံးပြန်နဲ့ရက်ဆက်တဲ့ကောင်လေးစီကလွတ်မြောက်ဖို့အချိန်ရောက်လာပါပြီအိုးဟုတ်တယ်ပြန်တန်းရမယ့်အချိန်ပဲကောင်ပွိုင်ရုပ်လေးဟာတငယ်ချင်းတွေအတွက်အမြဲရှိနေပြီးတဲ့အယုတ်ပါအာကာသစစ်တီလေးဒုံးပြန်နဲ့ပြစ်လွတ်ခံရတော့မယ့်အချိန်မှာသူ့ကိုယ်ကျိုးကိုဘေးဖယ်ထားလိုက်ပါတယ်သူ့တငယ်ချင်းကိုကယ်တင်ချင်းကသခင်လေးစီကိုအမြန်ပြန်ရောက်စီမှာမဟုတ်ပေမဲ့သူ့တငယ်ချင်းလေးပလတ်စတစ်စာတွေဖြစ်ပောက်ကွဲသွားမှာကိုတော့သူလက်မခံနိုင်ပါဘူးဒါကြောင့်အခန်းထဲကအယုတ်ဆန်းလေးတွေရဲ့အကူအညီနဲ့ခွေးစိုးကြီးကိုကြော်ဖြတ်ကာလူစိုးလေးကိုအကြောက်တရားတွေပေးဖို့တည်တည်ချာချာအစီအစဉ်ဆွဲပါတော့တယ်သူတို့အနေနဲ့စီးမင်းတချို့ကိုချိုးဖောက်ရမှာဖြစ်ပေမဲ့အာကာသစစ်တီကိုကယ်ဖို့အတွက်ဒီလိုတော့လုပ်ရမှာပါပဲကောင်းကောင်းကစားနော်ကံမကောင်းစွာနဲ့ပဲသူတို့ရဲ့အောင်ပွဲခံခြင်းဟာစောလွန်းနေပါသေးတယ်အဲ့ဒီမနက်ကသခင်လေးတို့မိသားစုပြောင်းရွှေ့မဲ့နေ့ပါတခြားရုပ်တွေအားလုံးကဖာရီထဲရောက်နေပြီးကားကြီးကလည်းထွက်သွားပါပြီနောက်ခဏနေရင်တော့သူတို့နှစ်ယောက်ထာဝရကြံရစ်ခဲ့တော့မှာပါနောက်ဆက်တွဲဇက်ကွက်ကတော့ရိုးရှင်းပါတယ်ဟောလိဝုဒ်ဇက်ကွက်တွေလိုပါပဲအသက်ဝင်နေတဲ့အယုတ်နှစ်ယောက်ကပြေးနေတဲ့ကားကြီးပေါ်ကိုလိုက်တက်ဖို့ကြိုးစားကြတာပေါ့အရေးကြီးတာကဒီတစ်ချိန်မှာတော့သူတို့နှစ်ယောက်အတူတူကြိုးစားနေကြတာပါအာကာသစစ်တီကသူ့ကိုယ်သူစတေးပြီးခွေးစိုးကြီးရန်ကကယ်တင်ခဲ့သလိုကောင်ပွိုင်ကလည်းကားရုပ်လေးကိုလွှတ်ပြီးပြန်ကယ်တင်ခဲ့ပါတယ်ဒါပေမဲ့တခြားရုပ်တွေကသူ့ကိုလူသက်သမားလို့ထင်နေကြတော့မဲဆိုတာမှတ်မိတယ်မလားအခုလည်းအထင်လွဲခံရပြန်ပါပြီသူ့ကိုကားပေါ်ကနေဝိုင်းပစ်ချလိုက်ကြပါတယ်နောက်မှသူကကယ်တင်ဖို့ကြိုးစားနေတာဆိုတာကိုသိသွားကြတာပါအရာအလုံးဆုံးရှုံးပြီလို့ထင်ရတဲ့အချိန်မှာတော့ကောင်းပွိုင်လေးကတငယ်ချင်းရဲ့ကြောကဒုံးပြန်ကိုမီးရှို့လိုက်ပြီးသခင်လေးစီကိုအတူတူပြန်တန်းသွားပါတော့တယ်မင်းပြန်နေတာပဲဒါပြန်နေတာမဟုတ်ဘူးအမိုက်စားပြုတ်ကျနေတာပါဒီစွန်စားခန်းအဆုံးသက်မှာတော့ကောင်းပွိုင်လေးဟာခင်မင်မှုနဲ့ပူးပေါင်းဆောင်ရွက်ခြင်းကတကူကောင်းဆန္ဒထက်အများကြီးပိုစွမ်းအားကြီးတယ်ဆိုတာကိုသင်ယူနိုင်ခဲ့ပါတယ်အာကာသစစ်တီကလည်းကိုဟာအယုတ်တရုတ်ဖြစ်နေတာကကဘာပြတ်မတက်ဆိုးရတဲ့ကိစ္စမဟုတ်ဘူးဆိုတာကိုသိသွားပါတယ်ဒါအားလုံးအတွက်ပျော်ရွှင်စရာအဆုံးသက်လေးပါပဲဒီလိုနဲ့အချိန်တိုင်းတာတစ်ခုအထိငြိမ်းချမ်းနေခဲ့ပါတယ်ဒုတိယကစတင်ချိန်မှာတော့အခန်းလေးထဲမှာအားလုံးအဆင်ပြေနေပါတယ်အာလူယုတ်ကြီးလည်းဇနီးတဲ့ရလာပါတယ်ဒိုင်နိုဆောကြီးကလည်းဂိမ်းထဲကမကောင်းဆိုးဝါးကိုအနိုင်ယူဖို့တိတ်နီးစက်နေပါပြီငါလက်တူတူလေးတွေကိုကြည့်အောင်လေခုံရင်းနဲ့ပြစ်တဲ့ခလုတ်ကိုတပြိုင်နဲ့နှိပ်လို့မရဘူးကွသခင်လေးကသူတို့နှစ်ယောက်လုံးကိုတန်းတူချစ်ခင်ပြီးအချစ်ဆုံးတငယ်ချင်းကောင်ပွိုင်လေးကိုစခန်းသွင်းလေ့ကျင့်ရေးကိုခေါ်သွားဖို့တောင်ပြင်ဆင်နေတာပါဒါပေမဲ့ပျော်ရွှင်မှုဆိုတာအမြဲတမ်းအလွယ်တကူရနိုင်တဲ့အရာမဟုတ်ဘူးဆိုတဲ့အတိုင်းကန်ဆိုးမှုကြီးဝင်ရောက်လာပါတော့တယ်။အိုးဒုက္ခပါပဲ။အဲ့ဒီပြဲသွားတဲ့ဒဏ်ရာလေးကကောင်ပွိုင်လေးရဲ့ဘဝကိုပြောင်းလဲသွားစေပါတယ်။စင်ဘော်ကိုအတင်ခံလိုက်ရတာပါ။အယုတ်တရုတ်အတွက်တော့ဒါဟာလူဆိုးလေးရဲ့ဖြက်စီးခံရတာထက်ပိုဆိုးပါတယ်။ကစားချိန်တွေဘဝရဲ့အဓိပ္ပာယ်တွေအဆုံးသတ်သွားတာပါ။စင်ဘော်မှာဖုန်တက်ပြီးလုံးဝမေးလျော့ခံထားရတဲ့ပင်ကွင်းရုပ်လေးကိုပဲကြည့်ပါ။ပထမကားကအပြောင်းလဲကိုလက်ခံမှုဖြစ်ပြီးဒုတိယကားကတော့ရှောင်လွဲလို့မရတဲ့အမှန်တရားကိုလက်ခံဖို့ပါပဲငါတို့အားလုံးကပြဲသွားဖို့လက်တကမ်းလိုမှာပဲရှိနေကြတာပါမကြခင်မှာပဲဒီရှောင်လွဲလို့မရတဲ့အမှန်တရားကြီးကဇလန်းထဲဝင်ရောက်လာပါတယ်ဒုတိယကားမှာလူဆိုးတွေအများကြီးရှိပေမဲ့အထင်ရှားဆုံးကတော့အယုတ်ဆိုင်ပိုင်ရှင်လူကြီးပါပဲသူကချမ်းသာဖို့အတွက်ဘာမဆိုလုပ်မဲ့အယုတ်ခိုးတဲ့အထိရက်ဆက်တဲ့လူပါပဲကောင်ပွိုင်လေးဆိုတာကလည်းနောက်ခဏနေရင်သိရမယ့်အတိုင်းတန်မိုးကြီးတဲ့ရှားပါအယုတ်လေးသခင်လေးစခန်းကိုထွက်သွားပြီးနောက်မှာသူ့အမေကအိမ်ရှိမှာဈေးရောင်းပွဲလေးလုပ်ပါတယ်အယုတ်တွေအတွက်တော့ဒါဟာအန္တရာယ်တစ်ခုပါပဲသူမကပင်ကွင်းရုပ်လေးကိုရောင်းဖို့ချထားလိုက်တဲ့အခါကောင်ပွိုင်လေးကသွားခဲ့ပါတယ်ပင်ကွင်းလေးလွတ်သွားပေမဲ့သူကတော့အယုတ်ဆိုင်ပိုင်ရှင်ရဲ့မျက်စိကျတာကိုခံလိုက်ရပါတယ်မင်းကိုသာရှာတွေ့ရင်တိတ်ကောင်းပါပဲကွာငါရှာတွေ့ပြီဟာအယုတ်ဆိုင်ပိုင်ရှင်ကကောင်ပွိုင်လေးကိုအမေဖြစ်သူရဲ့မျက်စိအောက်ကနေခိုးယူသွားပါတယ်ဒါဟာအယုတ်တွေအတွက်နောက်ထပ်စွန့်စားခန်းကြီးတစ်ခုစတင်လိုက်တာဖြစ်ပြီးဒီတစ်ချိန်မှာတော့ဘယ်သူမှအထိခိုက်မရှိပြန်လာနိုင်မှာမဟုတ်ပါဘူးအင်းလေတကယ်တော့အများစုကတော့အဆင်ပြေမှာပါဒါကကလေးကားပဲကိုကောင်ပွိုင်လေးကလည်းတခြားနာမည်ကြီးအယုတ်တွေလိုပါပဲအာကာသစစ်တီလေးကရုပ်ရှင်ကြောင်ထွက်လာတဲ့အယုတ်ဖြစ်တယ်လို့ကောင်ပွိုင်လေးကလည်းအရင်ခေတ် TV ဇလံတွဲတစ်ခုကဇက်ကောင်ပါအယုတ်ဆိုင်ပိုင်ရှင်ရဲ့အခန်းထဲရောက်တော့သူရှိမန်းတော်မတီးခဲ့တဲ့တငယ်ချင်းဟောင်းတွေနဲ့တွေ့ဆုံရပါတော့တယ်ကြိုးကွင်းပြစ်ကျွမ်းကျင်တဲ့ကောင်မလေးရဲ့သူ့ရဲ့တစ္ဆာရှိမြင်လေးရဲ့ပြီးတော့ဘယ်တော့မှမကောင်းတာမလုပ်ဘူးလို့ထင်ရတဲ့ရွှေတတုရှာဖွေရေးသမားအဖိုးကြီးရဲ့ရှိနေပါတယ်သူတို့တွေကိုအစ်စ်တိုင်းဖြစ်နေအောင်ဖာရီထဲထည့်သိမ်းထားတာပါအဲ့ဒီအချိန်မှာအယုတ်ဆိုင်ပိုင်ရှင်ကဒီအုပ်စုလေးပြည်စုံသွားဖို့အတွက်အရေးကြီးဆုံးဖြစ်တဲ့ကောင်ပွိုင်လေးကိုရှာနေခဲ့တာပါအခုအဖွဲ့စုံသွားပြီဖြစ်လို့ဂျပန်ကအယုတ်စုဆောင်သူတွေစီကိုဈေးကြီးကြီးနဲ့ရောင်းဖို့စီစဉ်နေပါတယ်အဲ့ဒီရောက်ရင်သူတို့ဟာပြတိုက်ထဲမှာကလေးတွေတန်းနဲ့ချီပြီးလာကြည့်ခံရမယ့်အယုတ်တွေဖြစ်သွားမှာပါကောင်ပွိုင်လေးကဒီအစီအစဉ်ကိုတော်တော်လေးသဘောကျသွားပါတယ်သူကလည်းအာယုံစိုက်ခံရတာကိုကြိုက်တဲ့သူလေဒါပေမဲ့သူ့နှလုံးသားကသခင်လေးစီမှာပဲရှိနေပါသေးတယ်တငယ်ချင်းတစ်တွေကိုသဘောကျပေမဲ့ဒီမှာဆက်နေလို့မရဘူးဆိုတာသူသိပါတယ်အဲ့ဒီလိုသဘောမထားပါနဲ့သခင်လေးဆိုတာကြီးပဲဒါပဲသူအမြဲပြောနေတော့တာသခင်လေးကိုချစ်လွန်းတဲ့ကောင်ပွိုင်လေးပေါ်ကောင်မလေးကနည်းနည်းမကြည့်ပြူတာအကြောင်းပြချက်ရှိပါတယ်သူမကအဖိုးကြီးလိုဖားထဲမှာကြီးပဲနေလာခဲ့ရတာမဟုတ်ပါဘူးသူမမှလည်းသခင်လေးတယောက်ရှိခဲ့ဘူးပါတယ်သူမကိုအယမ်းချစ်ပြီးအမြဲတမ်းအတူတူဆော့ကစားခဲ့တဲ့ကောင်မလေးတယောက်ပါဒါပေမဲ့ရှောင်လွဲလို့မရတဲ့အချိန်တွေရောက်လာခဲ့ပါတယ်ကောင်မလေးအရွယ်ရောက်လာပြီးသူမကိုမချစ်တော့ပါဘူးတင်သာပျော်ရွှင်တဲ့ကလေးတယောက်ဆိုရင်ဒါဟာဒုတိယအကြိမ်ငိုရတဲ့အချိန်ဖြစ်နိုင်ပါတယ်
အယုတ်လေးတွေရဲ့ဘဝကသွေးဆုပ်ဖို့ကောင်းနေတဲ့ခက်စင်စင်ပါပဲမပြည့်စည်သွားသရွေ့သူတို့ကဒီပုံစံတိုင်းထာဝရရှင်သန်နေရမှာပါအဲ့ဒီအချိန်မှာသူတို့ရဲ့သခင်လေးတွေကတော့အရွယ်ရောက်လာတဲ့အခါသူတို့ကိုစွန့်ပစ်သွားကြမှာပါပဲကောင်းပွိုင်လေးပြန်လာမဲ့အချိန်ကိုစောင့်ရင်းကောင်မလေးနဲ့တခြားအယုတ်တွေတစ်တာထဲမှာအောင်းနေရတာဘလောက်ကြာပြီလဲရုပ်ရှင်ထဲမှာတော့အတိအကျမပြောထားပါဘူးနှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်လို့သူတို့တွေဘဝအတိတ်ပဲပျောက်ဆုံးနေကြပါပြီငါတစ်တာထဲကိုပြန်မဝင်နိုင်တော့ဘူးတကယ်မဝင်နိုင်တော့ဘူးအမောင်ထဲကိုငါပြန်မသွားတော့ဘူးသူတို့ရဲ့ဘဝအတိတ်ပဲအစ်စ်ကတော့ပြတိုက်တစ်ခုမှာကောင်ပွိုင်လေးနဲ့အတူရှိနေဖို့ပါပဲကောင်ပွိုင်လေးသွားခြင်းသည်ဖြစ်စေမသွားခြင်းသည်ဖြစ်စေပေါ့တစ်ဖက်မှာလည်းတခြားအယုတ်တွေကကောင်ပွိုင်လေးကိုအသေးအတန်လိုက်ရှာနေကြပါတယ် TV ကြော်ညာလေးကိုအကဲခတ်ပြီးတခိုးဟာအယုတ်ဆိုင်ပိုင်ရှင်ဆိုတာကိုသိသွားကြပြီးအယုတ်ဆိုင်ကိုရှာတွေ့သွားကကောင်ပွိုင်လေးကိုဘေးကင်းကင်းပြန်ခေါ်လာဖို့ပြင်ပကဘာကြီးတွေကိုထွက်လာခဲ့ကြပါတယ်ကံမကောင်းစွာနဲ့ပဲသူတို့စိတ်အားထက်သန်တဲ့လောက်တိတ်တော့အသုံးမကျလာပါဘူးအယုတ်ဆိုင်ကြီးတွေရောက်သွားပြီးအကုန်လုံးကိုလိုက်ဖွာရှာပါတော့တယ်ဘာဘီရုပ်လေးတွေနဲ့တွေ့ကြတယ်ဒိုင်နိုဆောကြီးကလည်းမကောင်းဆိုးဝါးကြီးကိုဘယ်လိုနှိမ်နင်းရမလဲဆိုတာသိသွားတယ်အာဂါသစစ်တီလေးကတော့သူ့ကိုယ်သူအစ်စ်လို့ထင်နေတဲ့နောက်ထပ်အာဂါသစစ်တီတရုတ်ရဲ့အဖမ်းကိုခံလိုက်ရပါတယ်မိုက်လာတဲ့ခပတ်ကြီးကိုဘယ်ကရတာလဲတငယ်ချင်းအေးဝက်ပူလေးဒါတွေကပုံမှန်ပေးထားတာလေနောက်ဆုံးမှာတော့သူတို့တွေအယုတ်ဆိုင်ပိုင်ရှင်ရဲ့အိတ်ထဲကိုဝင်ပုံးပြီးလိုက်သွားနိုင်ခဲ့ကြပါတယ်အာဂါသစစ်တီအစ်စ်ကလည်းနောက်ကနေအမိလိုက်လာခဲ့တယ်လို့မထင်မှတ်ထားတဲ့ပြဿနာတစ်ခုကလည်းအသင်းဆောင်နေခဲ့ပါတယ်မင်းကိုဖျက်ဆီးပစ်မယ်အယုတ်တွေအားလုံးအယုတ်ဆိုင်ပိုင်ရှင်ရဲ့အခန်းထဲရောက်သွားချိန်မှာတော့ကောင်ပွိုင်လေးရဲ့စိတ်ကပြောင်းလဲနေပါပြီတခင်လေးနဲ့နေရမယ့်အချိန်တွေဟာကန့်သက်ချက်ရှိတယ်လို့အဖိုးကြီးကဖြောင်းဖြထားလို့ပါပဲတနေ့ကျရင်ကောင်မလေးလိုပဲသူလဲစွန့်ပစ်ခံရမယ်လို့ပြောခဲ့တာပါအိုးပြီးတော့သူ့ရဲ့ပြင်းနေတဲ့နေရာကိုလည်းကျွမ်းကျင်တဲ့အယုတ်ပြင်ဆရာကြီးကတည်တည်ချာချာပြင်ပေးလိုက်ပါသေးတယ်ဒါလေးကတော့ကျွန်တော်တို့ကြော်သွားခဲ့တဲ့ပျော်စရာပိုင်းလေးပါပြင်သည်ဖြစ်စေမပြင်သည်ဖြစ်စေကောင်ပွိုင်လေးကတော့အကျက်ရိုက်နေပါပြီကောင်မလေးနဲ့သူ့အဖွဲ့ကထာဝရလုံခြုံမှုကိုပေးနိုင်ပြီးအာကာသစစ်တီနဲ့သူ့အဖွဲ့ကတော့ခဏတာပျော်ရွှင်မှုဆိုပေမဲ့တကယ်စစ်မှန်တဲ့ပျော်ရွှင်မှုပါနောက်ဆုံးမှာတော့ကောင်ပွိုင်လေးကမှန်လုံအိမ်ထဲကနေကဘာကြီးကိုဒီတိုင်းထိုင်ကြည့်နေမဲ့အယုံမျိုးမဖြစ်ချင်ဘူးလို့ဆုံးဖြတ်လိုက်ပါတယ်အဖိုးကြီးပြောတာမှန်ပါတယ်သခင်လေးကြီးပြင်းလာတာကိုကျွန်တော်တားလို့မရပါဘူးဒါပေမဲ့အဲ့ဒီချိန်တွေကိုဘာနဲ့မှအလဲခံပြီးအဆုံးရှုံးခံမှာမဟုတ်ဘူးကံမကောင်းတာကအဖိုးကြီးကပြတိုက်ထဲမှာပဲနေကျင်တဲ့အယုံမျိုးပါတကယ်တော့သူကတစ်တာထဲကနေအချိန်မရွေးထွက်လို့ရနေခဲ့တာဖြစ်ပြီးအချိန်တွေကိုသူ့အလိုကျဖြစ်အောင်တိတ်တဆိတ်ဖန်တီးနေခဲ့တာပါနောက်ဆက်ဖြစ်တာတွေကတော့ပုံမှန်ဟောလိဝုဒ်ဇာတ်ကွက်တွေပါပဲအသက်ဝင်နေတဲ့အယုတ်တွေကပီဇာကားကြီးကိုမောင်းပြီးဂျပန်ကိုသွားရမယ်သူတို့တငယ်ချင်းကောင်ပိုင်လေးကိုကယ်တင်ဖို့ကြိုးစားကြတာပါဒိုင်နိုဆောကြီးကလည်းမကောင်းဆိုးဝါးကိုအနိုင်ယူပြီးတဲ့နောက်မှာပေါ့နောက်ဆုံးတော့ငါအနိုင်ယူနိုင်ခဲ့ပြီအဖေလေစိတ်ကိုပြန်ရောက်တော့လေရင်ပေါ်မရောက်ခင်တစ်တာကိုတားဖို့ကြိုးစားကြပါတယ်အဖိုးကြီးကနှောက်ယှက်နေလို့ပိုပြီးခက်ခဲသွားပါတော့တယ်စွန်စားခန်းကြီးအဆုံးသတ်မှာတော့ကောင်ပွိုင်ကောင်မလေးနဲ့မြင်းလေးတို့လွတ်မြောက်သွားပြီးအဖိုးကြီးကတော့ကစားချင်းရဲ့အတိတ်ပဲအစ်စ်မှန်ကိုတင်ယူခွင့်ရသွားပါတယ်ကြည်စမ်းပါပြီးအယုတ်ဆိုးဆိုးလူကြီးရုပ်ပဲအိုးသူ့ကိုအလှပြင်ပေးရမယ်တခင်လေးကသူမနဲ့ကစားပါမလားလို့ကောင်မလေးကစိုးရိမ်နေခဲ့ပေမဲ့တကယ်တော့ပူစရာမလိုပါဘူးတခင်လေးကအယုတ်အစ်စ်လေးတွေကိုအရန်သဘောကျသွားပါတယ်ဒီလိုနဲ့သူတို့အဖွဲ့တွေကိုအဖွဲ့ဝင်အစ်စ်2ယောက်နဲ့ဂျိုးသားရုပ်လေးတွေတိုးလာခဲ့ပါတယ်နောက်ထပ်ဇလန်းတစ်ပုတ်ရဲ့ပျော်ရွှင်စရာအဆုံးသက်လေးပါပဲအယုတ်ဆိုင်ပိုင်ရှင်လည်းသူ့အပြစ်နဲ့သူခံလိုက်ရပါတယ်ပင်ကွင်းလေးလည်းအတန်ပြန်ထွက်လာပြီးအာကာသစစ်တီကတော့ကောင်မလေးကိုကြွေသွားပါတော့တယ်ကောင်ပွိုင်လေးကတော့ရှောင်လွှဲလို့မရတဲ့အနာဂတ်ဆိုတာကိုဂရုမစိုက်တော့ပါဘူးသခင်လေးနဲ့အတူရှိနေရမယ့်အချိန်လေးကိုပဲသူအကောင်းဆုံးဖြတ်တန်းသွားတော့မှာပါအားလုံးအဆုံးသက်သွားရင်တော့ငါမှအဆုံးစားမရှိအတူတူရှိနေပေမဲ့တငယ်ချင်းလေးရှိနေသေးတာပဲလေအဲ့ဒီအချိန်တုန်းက तू မသိခဲ့ပေမဲ့ထာဝရအတူရှိနေမယ်ဆိုတာနောက်ပြောင်ပြောခဲ့တာမဟုတ်ပါဘူးအဲ့ဒီပျော်ရွှင်စရာအဆုံးသက်ပြီး11နှစ်အကြာမှာတတိယကထွက်လာခဲ့ပါတယ်ထုံးစံအတိုင်းအယုတ်တွေကတော့နည်းနည်းလေးမှပြောင်းလဲမသွားပါဘူးဒါပေမဲ့သခင်လေးကတော့ပြောင်းလဲသွားပါပြီသူအရွယ်ရောက်လာပြီးကောလိပ်မှာသူ့ရဲ့ကိုယ်ပိုင်စွန့်စားခန်းအစ်စ်တွေကိုစတင်တော့မှာပါအခန်းထဲကအမိုက်တွေနဲ့အတူတူတော့မဟုတ်ဘူးပေါ့ကောလိပ်ကိုမယူသွားမဲ့ပစ္စည်းတွေကတော့ထက်ခိုးပေါ်ရောက်မဟုတ်ရင်အမိုက်ပုံးနေပဲဒီနေ့ရောက်လာမယ်ဆိုတာအယုတ်တွေသိနေခဲ့ပေမဲ့ဒါဟာသူတို့အတွက်ကဘာပြတ်တယ်လို့ပါပဲသခင်လေးကလည်းသူတို့နဲ့မစော်တာနှစ်ပေါင်းများစွာကြာနေပါပြီအများစုကရှိနေသေးပေမဲ့တိုးရင်းကောင်မလေးအပါအဝင်တငယ်ချင်းတချို့ကိုတော့ဆုံးရှုံးခဲ့ရပါတယ်ဒါပေမဲ့သခင်လေးကအသက်70နှစ်ရောက်နေပြီဆိုပေမဲ့သူ့ရဲ့ကလေးဘဝစိတ်ကူးရင်ကဘာလေးကိုလုံးဝမမေ့သေးပါဘူးစွန့်လို့ရတာခက်ခဲပါတယ်အယုတ်အများစုကထက်ခိုးပေါ်ထားမဲ့အိတ်ထဲရောက်သွားပြီးကောင်ပွိုင်လေးကတော့ကောလိပ်ယူသွားမဲ့ဖာထဲရောက်သွားပါတယ်အယုတ်တွေကအကုန်မြင်ရပေမဲ့အကုန်နားလဲတာတော့မဟုတ်ပါဘူးသူတို့ကအမိုက်ထဲရောက်နေတော့အလွှင့်ပစ်ခံရပြီလို့ထင်နေကြတာပါကောင်ပွိုင်လေးတယောက်ပဲသခင်လေးကသူတို့ကိုထက်ခိုးပေါ်တင်ဖို့လုပ်နေတာကိုမြင်လိုက်တာပါတတိယကားရဲ့ဇလန်စတင်မှုကတော့သခင်လေးကအကိုကောင်းတယောက်မို့လို့ပါသူ့ညီမလေးအလူပေးမဲ့အယုတ်ဖာတွေကိုကူတယ်ပေးဖို့သူတို့အိတ်ကိုအောက်မှာချထားခဲ့ပါတယ်အမေဖြစ်သူကအဲ့ဒီအမိုက်အိတ်မဲကြီးကိုအမိုက်တွေလို့ထင်ပြီးအပြင်ဘက်ပလက်ဖောင်းပေါ်သွားပစ်လိုက်ပါတော့တယ်ကောင်ပွိုင်လေးကအဖြစ်မှန်ကိုသိပေမဲ့တခြားအယုတ်တွေကတော့စိတ်သက်ကြနေကြပါပြီသခင်လေးကငါတို့ကိုစွန့်ပစ်လိုက်ပြီးအမိုက်တွေလိုပဲအမိုက်တယ်လားသူကငါတို့ကိုအမိုက်လို့ခေါ်လိုက်တာလားသခင်လေးကသူတို့ကိုမလိုချင်တော့ရင်
သူတို့ကလည်းပြန်မသွားတော့ဘူးလို့ဆုံးဖြတ်လိုက်ကြပါတယ်။ကောင်ပွိုင်လေးကအဖြစ်မှန်ကိုရှင်းပြပေမဲ့လက်မခံပဲနေကလေးထင်းချောင်းကိုအလူသွားမယ်ကားပေါ်လိုက်သွားကြပါတော့တယ်။အဲ့ဒီမှာတနေကုန်ကစားခံရတော့မှမို့ဒါဟာအိမ်မက်တွေတကယ်ဖြစ်လာတာပါပဲ။သဘောကောင်းတဲ့ဝက်ဝင်ရုပ်ကြီးကသူတို့ကိုနွေးနွေးထွေးထွေးကြိုဆိုပြီးလိပ်ပြအခန်းကိုလိုက်ပြပါတယ်။အဲ့ဒီမှာကလေးလေးတွေကအယုတ်တွေကိုချစ်ချစ်ခင်ခင်ဆော့ကစားကြပြီးဘယ်တော့မှမေ့ပြစ်မခံရတဲ့နေရာပါ။ဘာပြီးအတွက်လဲကစားပေါ်ကောင်းလေးရုပ်ရှိနေပါတယ်။ဒါဟာတကယ်ရုပ်နဲ့ပြီပါပဲ။ကလပ်လည်းရှိတယ်ကားလေးလည်းရှိတယ်အဝတ်စားလဲဖို့ခန်းအောင်တီးတန့်ရှိသေးတာအစုံရှိတာပဲကွာဒါတွေအကုန်ကောင်းပေမဲ့အိမ်မက်ဆိုးမပါရင်တော့ဒီဇလန်မဟုတ်တော့ဘူးလေဒိုင်နိုဆောလေးဖေဖေစီလာခဲ့ဒါကခုကောင်ခန်းမှာအလွန်စောတဲ့ကလေးငယ်တွေကြီးစိုးထားတဲ့ကြောက်စရာကောင်းတဲ့နေရာကြီးပါဒီကျောင်းမှာအမှောင်ပချမ်းရှိနေတယ်ဆိုတာကိုအယုတ်တွေအမြန်ပဲသိသွားကြပါတယ်ဒါပေမဲ့ဘလောက်ဆိုးလဲဆိုတာကိုတော့မသိကြသေးပါဘူးတစ်ဖက်မှာတော့ကောင်ပွိုင်လေးကတခြားရုပ်တွေကိုဖြောင်းဖျက်လို့မရတဲ့အစုံတယောက်တည်းအိမ်ပြန်ဖို့ကြိုးစားပါတော့တယ်အပြင်ထွက်မှာတော့ကောင်မလေးတယောက်ရဲ့ကောက်ယူတာကိုခံလိုက်ရပါတယ်သူမရဲ့အိမ်ကိုရောက်တော့ပျော်စရာကောင်းတဲ့ကစားချိန်လေးတွေနဲ့ကြုံတွေ့ရပါတယ်သူသဘောကျပေမဲ့သခင်လေးတော့မဟုတ်ဘူးလေကောင်မလေးရဲ့တခြားအယုတ်တွေကသူ့ကိုအိမ်ပြန်ဖို့ကူညီပေးကြပါတယ်ဒါပေမဲ့သူထွက်သွားတော့မယ့်အချိန်မှာပဲကလေးထင်းချောင်းကတငယ်ချင်းတွေအသက်အန္တရာယ်ရှိနေတယ်ဆိုတာကိုသိလိုက်ရပါတယ်အဲ့ဒီကျောင်းဟာစတော်ဘယ်ရီနဲ့ရနေတဲ့ဝက်ဝင်စိုးကြီးအုပ်ချုပ်နေတဲ့ကြောက်စရာနေရာကြီးပါအာဂါသစစ်တီနဲ့အဖွဲ့အဲ့ဒီအခန်းကိုရောက်သွားတာတိုက်ဆိုင်မှုမဟုတ်ပါဘူးလက်ပါစီတွေရဲ့အကူအညီနဲ့ဝက်ဝင်ကြီးကကျောင်းကိုအာနာရှင်ဆန်ဆန်အုပ်ချုပ်နေပြီးအယုတ်တစ်တွေကိုကလေးငယ်တွေစီပို့ကသူ့ကိုတစ္ဆာခံတဲ့သူတွေသာကောင်းတဲ့အခန်းမှာနေခွင့်ရတာပါအာဂါသစစ်တီကတွားရောက်စစ်ဆက်ပေမဲ့စက်ယုံထုတ်ပုံစံပြန်ဖြစ်သွားအောင်အလုပ်ခံလိုက်ရပါတယ်အဆောင်စနစ်ပိတ်သွားပြီးပုံမှုဝက်ဝင်ဟေးမင်းဘာတွေလုပ်နေတာလဲတိတ်ဆန်းမကောင်းဆိုးဝါးရဲ့တပည့်တွေမင်းတို့ကိုအာဂါသမဟာမိတ်အဖွဲ့ကဖမ်းဆီးထားလိုက်ပြီးဝက်ဝင်ကြီးကအမြဲတမ်းလူဆိုးမဟုတ်ခဲ့ပါဘူးသူ့မှာလည်းအိမ်နဲ့သခင်လေးရှိခဲ့ဘူးပြီးတနေ့မှကြံရစ်ခဲ့တာပါသူအိမ်ပြန်ရောက်တဲ့အချိန်မှာတော့တခြားဝက်ဝင်ယုံနဲ့အစားထိုးခံလိုက်ရပါပြီကလေးကမသိပေမဲ့သူကတော့စိတ်ဒဏ်ရာရသွားခဲ့ပါတယ်ကလေးထင်းချောင်းကိုရောက်လာချိန်မှာတော့အေးဆက်ဆက်လူဆိုးကြီးဖြစ်နေပါပြီကောင်ပွိုင်လေးကတော့သူ့တငယ်ချင်းတွေကိုထားမသွားနိုင်ပါဘူးသခင်လေးကောလိပ်သွားမဲ့အချိန်နီးနေရင်တော့မှာပေါ့ကောင်မလေးရဲ့လွယ်အိတ်ထဲဝင်ပုံပြီးကျောင်းကိုပြန်လာကတငယ်ချင်းတွေနဲ့ပြန်ပေါင်းပါတော့တယ်အိုးသခင်လေးကိုထားခဲ့တာငါတို့မှားသွားတယ်ငါမှားသွားတယ်ကောင်မလေးပြောတာမှန်တယ်သူမှမှားတာပျော်စရာပြန်လဲစုံစည်းမှုလေးဖြစ်ပေမဲ့အချိန်မရှိတော့ပါဘူးချောင်းကြီးကခံတက်ကြီးလိုဖြစ်နေပေမဲ့သေးသေးချာချာဆွဲထားတဲ့အစီအစဉ်နဲ့ကန်နေကောင်းတာကြောင့်ကောင်ပွိုင်လေးနဲ့သူ့အဖွဲ့ဝက်ဝင်ကြီးရဲ့လုံခြုံရေးတွေကိုကြော်ဖြတ်နိုင်ခဲ့ပါတယ်စောင့်ကြည့်ရေးမြောက်ရုပ်ကိုအနိုင်ယူပြီးအာဂါသစစ်တီကိုစပိန်ဘာသာစကားပြောတဲ့အထိပြောင်းပြစ်နိုင်ခဲ့ပါတယ်။ကျောင်းရဲ့တစ်ခုတည်းသောထွက်ပေါက်ဖြစ်တဲ့အမိုက်ပုံးစီကိုပြေးကြပါတော့တယ်။ဒုတိယကားကရှောင်လွဲလို့မရတာကိုလက်ခံဖို့ဆိုရင်တတိယကားကတော့ကိုမထိန်ချုပ်နိုင်တဲ့အရာတွေကြောင့်ဒေါသထွက်လွယ်တဲ့အကြောင်းပါ။သူတို့မလွတ်ခင်လေးမှာဝက်ဝင်ကြီးရောက်လာပြီးစကားတွေလာပြောပါတော့တယ်။ကလေးတွေကြီးပြင်းသွားတဲ့အပေါ်ဘလို့မုန်းတီးတင်ကြောင်းပေါ့။ဒါပေမဲ့သူတို့ကိုစီးယုံလို့မရပါဘူး။သူ့ရဲ့လုပ်ရက်တွေကိုသူတို့နားလည်နေကြပြီလေ။အာနာဆိုတာအုပ်ချုပ်ခံရသူတွေရဲ့သဘောတူညီမှုကနေလာတင်တာချင်းချောက်မှုကနေမဟုတ်ဘူးပြောလိုက်စမ်းပါဘာဘီရဲ့နောက်ဆုံးတော့သူတို့အားလုံးအမိုက်ကားပေါ်ရောက်သွားကြပါတယ်အဲ့ဒီမှာတင်ကာတွန်းကားတွေရဲ့ဘယင်းလို့ဘာလို့ခေါ်လဲဆိုတာကိုပြသလိုက်တာပါပဲအမိုက်ပုံကြီးထဲမှာနစ်မြုပ်နေပြီးမီးတောက်ကြီးစီကိုတဖြည်းဖြည်းရောက်သွားပါတော့တယ်သူတို့မှရွေးချယ်စရာဘာမှမရှိတော့ပါဘူးကဲတော်ပြီဒါပေမဲ့ဒီဇက်ကွက်ကတော့တကယ့်ကိုရင်နှင်းစရာပါပဲသူတို့တွေလက်ချင်းချိတ်ထားကြတာကြည့်ပါဦးတေးရမယ်ဆိုရင်တော့အတူတူတေးရမယ်ဆိုတဲ့စိတ်နဲ့မီးတောက်တွေကိုရင်ဆိုင်နေကြတာပါအဲ့ဒီအချိန်ကဒါဟာဇလန်းရဲ့အဆုံးသက်လို့တောင်ထင်ခဲ့ရပါတယ်ဒါပေမဲ့အရေးပျော်သွားတဲ့ပလတ်စတစ်တုံးတွေကိုပြန်ရောင်းလို့မရဘူးလေဒါကြောင့်သူတို့တွေအခိုးအငွေတွေမဖြစ်သွားခင်လေးမှာဂျိုသားရုပ်လေးတွေကရောက်လာပြီးကဲတင်သွားပါတော့တယ်တတိယကားရဲ့အဆုံးသက်ကအရင်ကားတွေလောက်ယာနှုံးပြည့်မပျော်ရွှင်ရပေမဲ့မျောလင့်ချက်တွေအပြည့်ရှိတဲ့အဆုံးသက်လေးပါအမိုက်ကားပေါ်ကပြန်လာပြီးသခင်လေးကောလိပ်မသွားခင်လေးအိမ်ကိုပြန်ရောက်လာကြပါတယ်ကောင်ပွိုင်လေးကထခိုးပေါ်သွားမဲ့တခြားသူတွေကိုနှုတ်ဆက်ပြီးကောလိပ်သွားမဲ့ဖားထဲကိုဝင်လိုက်ပါတယ်ဒါပေမဲ့နောက်ဆုံးအချိန်မှာတော့စာရွက်လေးပေါ်မှာကောင်မလေးရဲ့လိပ်စာကိုရေးပြီးသခင်လေးတွေ့အောင်ကတ်ထားလိုက်ပါတယ်သခင်လေးကကောင်မလေးအိမ်ကိုကားမောင်းသွားပြီးသူ့အချစ်ဆုံးအယုတ်တွေနဲ့နောက်ဆုံးအချိန်စော့ကစားကတခြားတစ်ယောက်စီကိုလွှဲပြောင်းပေးခဲ့ပါတယ်ကဲဒီယုတ်လေးတွေကိုတည်တည်ချာချာဂရုစိုက်ပါမယ်လို့ဂရုပေးရမယ်နော်သူတို့ကအခုအတွက်တိတ်အရေးကြီးလို့ပါဖားရဲ့အောက်ခြေဆုံးမှာတော့ကောလိပ်ကိုမလိုက်သွားတဲ့ကောင်ပွိုင်လေးကိုတွေ့လိုက်ရပါတယ်နှစ်ပေါင်းများစွာကြာပြီးနောက်မှာကောင်ပွိုင်လေးလက်လွဲခံလိုက်ရတာကဝမ်းနဲ့ပီတီဖြစ်စရာပါဒါပေမဲ့သူပဲရောက်သူ့ရဲ့ကလေးဘဝတငယ်ချင်းလေးတွေဘေးကင်းမယ်ဆိုတာသူသိပါတယ်အိုးနေပါအောင်နောက်တကားကြံသေးတယ်ဗျဟုတ်တယ်အဲ့ဒီပြီးပြည့်စုံတဲ့အဆုံးသက်ပြီး9နှစ်အကြာမှာသရုပ်ထာကားထွက်လာပါတယ်ဇလန်းအစမှာတော့တတိယကားမတိုင်ခင်9နှစ်အလိုကအဖြစ်ပြက်ကိုပြန်ပြထားပါတယ်မိုးသက်မုန်တိုင်းကျနေတဲ့ညတညမှာကားအယုတ်လေးမိုးထဲမှာကြံနေခဲ့ပါတယ်သွားကင်နေတော့မှပဲလူတယောက်ရောက်လာပြီးတိုးထင်းကောင်မလေးနဲ့မိအိမ်ကိုယူသွားပါတော့တယ်ကောင်ပွိုင်လေးကတားပေမဲ့သူမကတော့အေးဆေးပါပဲတနေ့ကျရင်သူမလည်းမေ့လျော့ခံရမှာပဲဆိုတော့အခုလိုကြိုတင်အတိပေးစရာမလိုပဲထွက်သွားတာပိုကောင်းပါတယ်တဲ့ကလေးတွေဆိုတာနေတိုင်းအယုတ်တွေပျောက်တတ်တာပဲလေသူမကကောင်ပွိုင်လေးကိုအတူတူလိုက်ခဲ့ဖို့ခေါ်ပေမဲ့သခင်လေးကသူ့ကိုလိုက်ရှာနေတဲ့အတန်ကြားတော့သူကြံခဲ့ဖို့ဆုံးဖြတ်လိုက်ပါတယ်တီတီလေးပဲဗျာ
အဲ့ဒီနောက်ကျောင်းပြန်အခန်းပြီးမှတော့ကောင်မလေးလက်ထက်ကအဖွဲကိုပြန်တွေ့ရပါတယ်အခြေအနေတွေကောင်းပေမဲ့ပြီးပြည့်စုံတာတော့မဟုတ်ပါဘူးပထမဆုံးအနေနဲ့ကောင်ပွိုင်လေးနဲ့ကောင်မလေးရဲ့အယုတ်ခေါင်းဆောင်တို့ကြားမှာအာဏာလွန်ဆွဲမှုလေးရှိနေပါတယ်သူတို့ကိုအဖွဲ့ရဲ့ခေါင်းဆောင်လို့သတ်မှတ်ထားပြီးတယောက်နဲ့တယောက်အပြိုင်ဆိုင်လေးဖြစ်နေကြပါတယ်ပိုရေးကြီးတာကကောင်မလေးကကောင်ပွိုင်လေးကိုမနှစ်သက်တော့ပါဘူးဒီတစ်ပတ်ထဲမှာမင်းအကစားမခံရတာဒါတတိယအကြိမ်ပဲငါမသိပါဘူးကွာငါမှမှတ်မထားတာအိုးမမှတ်လည်းရပါတယ်မင်းကိုစားငါမှတ်ပေးထားမယ်ဟုတ်ပါတယ်တတိယကားတော့ကသူမကသူ့ကိုအယမ်းမိုက်တယ်လို့ထင်ခဲ့တာပါသခင်လေးကလည်းသူ့အတွက်ဘလောက်ရေးပါကြောင်းတည်တည်ချာချာပြောပြခဲ့ပါတယ်ဒါပေမဲ့သူမကတော့ကောင်ပွိုင်လေးကိုစိတ်ဝင်စားတော့ပါဘူးအားလုံးကိုပြောတာတော့မဟုတ်ဘူးကောင်ပွိုင်လေးကိုပဲပြောတာပါဒါပေမဲ့ကောင်ပွိုင်လေးကတော့ထုံးစံတိုင်းပါပဲသူမចောင်းစားတက်ရမှာကိုကြောက်ပြီးငိုနေတာမြင်တော့အားပေးဖို့အတွက်လွယ်အိတ်ထဲဝင်ပုံးလိုက်ပါတယ်အယုတ်တွေရဲ့အသက်ဝင်လှုပ်ရှားမှုနဲ့ပတ်သက်ပြီးအမြဲတမ်းမေးခွန်းတွေရှိခဲ့ပါတယ်ဖန်တီးလိုက်တာနဲ့ချက်ချင်းအသက်ဝင်လာတာလားအာကာသစစ်တီမဟုတ်တဲ့အယုတ်တိုင်းကသူတို့အယုံမှန်းသိကြသလားအယုံမဟုတ်တဲ့အရာတွေကရောအယုတ်ဖြစ်လာနိုင်သလားဇွန်ခရင်ရုပ်လေးကဒီမေးခွန်းတွေအားလုံးကိုဟုတ်ကဲ့လို့ဖြေလိုက်ပါတယ်ဒါပေမဲ့လုံလောက်တဲ့အချက်လက်တော့မရှိပါဘူးဟုတ်ပါတယ်ဒီရုပ်လေးဟာဇွန်ရေခဲချောင်းတုတ်တန်တန့်စင်တန်လေးတွေနဲ့မျက်လုံးတူလေးတွေပေါင်းဆက်ထားတာပါဒါပေမဲ့အဲ့ဒီအရာလေးတွေအယုတ်ပုံစံလေးဖြစ်သွားတဲ့အချိန်မှာပဲသူဟာအသက်ဝင်လာပြီးတကယ့်ကိုချစ်စရာကောင်းနေပါတော့တယ်ပြီးတော့သူပါလဲဆိုတာကိုသူအတိအကျသိပါတယ်အမိုက်လေးကောင်မလေးကကျောင်းကိုဘာအယုတ်မှယူသွားခွင့်မရှိတာကြောင့်သူမကိုယ်တိုင်ဖန်တီးထားတဲ့ဒီရုပ်လေးကသူမအတွက်စိတ်ခွန်အားဖြစ်လာပါတယ်ဆိုလိုတာကကောင်ပွိုင်လေးမှာအဲ့ဒီအယုတ်လေးကိုဘာပဲဖြစ်ဖြစ်ကာကွယ်ပေးရမယ်ဆိုတဲ့စိတ်ဝင်လာတာပါပဲစတုထကားကတော့ပရိသတ်တွေကိုယဉ်နီးပြီးသားအခန်းလေးတွေကိုပြန်မခေါ်သွားတော့ပါဘူးစတင်လိုက်တာနဲ့ရှေ့ကိုပဲဆက်သွားပါတော့တယ်နောက်ရက်မှာပဲမိသားစုကကားကြီးနဲ့ခီးထွက်ကြပါတယ်အဲ့ဒီဇွန်အယုတ်လေးသာသူ့ကိုယ်သူအမိုက်ပုံးနဲ့အမြဲမပြစ်ချနေရင်ဒီခီးကအေးချမ်းမှာပါဘာလို့ကောင်ပွိုင်လေးတယောက်တည်းကသူ့ကိုလိုက်တားနေရတာလဲအာကာသစစ်တီနဲ့တခြားသူတွေကရောဒါဟာဘလောက်အရေးကြီးလဲဆိုတာမသိကြဘူးလားမသိကြပါဘူးဘာလို့လဲဆိုတော့ဒါကသူတို့ရဲ့ဇလံမဟုတ်တော့လို့ပါပဲအာကာသစစ်တီကသူရှိနေသေးတယ်ဆိုတာကိုပြဖို့အတွက်တခါတော့ကူညီပေးပါသေးတယ်ဒါပေမဲ့တတိယကားတော့ကအကြိမ်ကြိမ်ပြုပြင်ခံရမှုတွေကြောင့်သူဟာရည်စရာဇက်ကောင်လေးပြန်ဖြစ်သွားပုံပါပဲအဲ့ဒါကြောင့်မင်းရဲ့အတွင်းစိတ်ကမင်းကိုအကြံပေးနေတာပေါ့ဘာဒါကလျှို့ဝှက်တာဝန်ပဲကဲသွားကြစို့နောက်ဆုံးတော့ဇွန်းအယုတ်လေးကသူ့အလိုကြဖြစ်သွားပါတယ်ပြေးနေတဲ့ကားပတင်းဘောက်ကနေခုန်ချသွားတာမို့ကောင်ပွိုင်လေးလည်းသူ့နောက်ကိုလိုက်သွားရပါတော့တယ်ကားနာကိုပြန်ရောက်ဖို့လမ်းလျှောက်နေရင်ကောင်ပွိုင်လေးကသူ့ကိုရှင်းပြပါတယ်သူဟာကောင်မလေးရဲ့အယုတ်ဖြစ်ပြီးအယုတ်တယုတ်လိုနေတင်ကြောင်းပေါ့ဇွန်းလေးကလည်းနောက်ဆုံးတော့နားလည်သွားပြီးကောင်ပွိုင်လေးကလည်းသူ့ကိုသဘောကျလာပါတယ်တာဝန်ရမဟုတ်ပဲအကူအညီလိုနေတဲ့အယုတ်လေးတယုတ်ပေါ်ဖခင်တယောက်လိုမေတ္တာမျိုးနဲ့ပါမိုးမလင်းခင်လေးမှာပဲသူတို့တွေမြို့ကိုရောက်သွားပြီးအဲ့ဒီမှာပွဲတော်တစ်ခုရှိနေပါတယ်ကားရှိတဲ့နေရာကိုမရောက်ခင်လေးမှာတော့ကောင်ပွိုင်လေးကရှေးဟောင်းပစ္စည်းဆိုင်မှာရင်းနှီးနေတဲ့မီးအိမ်လေးကိုတွေ့လိုက်ပါတယ်တိုးရင်းကောင်မလေးရဲ့မီးအိမ်လေးပါကောင်ပွိုင်လေးကဝင်ကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဆိုင်ထဲမှာတော့အယုံမာလေးနဲ့သူမရဲ့ကြောက်စရာကောင်းတဲ့အယုတ်တငယ်ချင်းတွေကိုတွေ့ရပါတယ်သူတို့ကသဘောကောင်းပုံရပေမဲ့ဒီဇလန်ကိုကြည့်ဘူးရင်သိမှာပါသဘောကောင်းပုံရတဲ့အယုတ်တွေကများသောအားဖြင့်လူဆိုးတွေဖြစ်နေတတ်ပါတယ်ငါကအယုတ်လေးပါမင်းကိုချစ်တယ်ဝါအဲ့ဒါကိုပြင်ဖို့လိုမယ်နော်အယုံမာလေးနဲ့သူကအချိန်တူတူလောက်ဖန်တီးခံခဲ့ရတာဖြစ်ပြီးသူမကသူ့ရဲ့အတန်ထွက်တဲ့ဆက်လေးကိုလိုချင်နေတာပါကောင်ပွိုင်လေးကကောင်မလေးတယောက်ကိုအာယုံလွှဲပြီးထွက်ပြေးနိုင်ခဲ့ပေမဲ့ဇွန်းအယုတ်လေးကတော့အဖမ်းခံလိုက်ရပါတယ်တစ်ဖက်မှာကောင်မလေးနိုးလာတော့ဇွန်းအယုတ်လေးပျောက်နေတာသိသွားပြီးတခြားအယုတ်တွေကလည်းကောင်ပွိုင်လေးပြောတာမှန်နေတာပဲလို့တွေးမိကြပါတယ်အာကာသစစ်တီကလည်းကူညီဖို့ဆုံးဖြတ်ပြီးပွဲတော်ထဲမှာကယ်ဆယ်ရေးစတင်ပါတော့တယ်တိတ်တော့ခီးမပေါက်ပါဘူးအခုတော့အားလုံးကမျိုးထဲမှာမျက်စိလဲနေကြပြီးအယုတ်တွေမှာသခင်မရှိဘူးဆိုတဲ့ထူးဆန်းတဲ့စကားတွေကိုကြားနေရပါတယ်ဒီကအယုတ်တွေမှာသခင်မရှိကြဘူးကွထူးဆန်းတယ်မလားကလေးတွေမရှိတာမဟုတ်ဘူးသူတို့ကအယုတ်တွေကိုခဏလေးလောက်ပဲဂရုစိုက်ကြတာပါဥပမာတိုးရင်းကောင်မလေးနဲ့စော့နေတဲ့ကလေးမလေးကအယုတ်ကိုပြစ်ချပြီးပြေးသွားသလိုပေါ့ပြီးတော့ကောင်ပွိုင်လေးကသူမကိုပြန်ရှာတွေ့သွားပါတယ်သူမကပြီးခဲ့တဲ့7နှလုံးလုံးသခင်မရှိတဲ့အယုတ်အဖြစ်လွတ်လွတ်လပ်လပ်ဂုံယူစွာရှင်သန်နေခဲ့တာပါဟေးမင်းကပျောက်ဆုံးနေတဲ့အယုတ်ပေါ့စိုးလိုက်တာမိုက်တယ်မလားသူမနဲ့တခြားအယုတ်တွေကလွတ်လပ်သူတွေပါကစားကွင်းတွေဝင်းနေပွဲတွေမှာခဏတစ်ဖြုတ်အစော့ခံပြီးတာနဲ့တောအုပ်ထဲကိုကားလေးနဲ့ပြန်သွားတတ်ကြပါတယ်တိတ်တော့နားလည်ရမလွယ်ပေမဲ့အဆင်ပြေပါတယ်ဒီလိုနဲ့ဇွန်းအယုတ်လေးကိုပြန်ကယ်ဖို့သူမကိုအကူအညီတောင်းပါတော့တယ်အာကာသစစ်တီနဲ့သူ့ရဲ့တငယ်ချင်းတစ်တွေဖြစ်တဲ့ပွဲတော်ကရုံနဲ့ဘဲအယုတ်လေးတွေလည်းအတူတူဆုံးမိသွားကြပါတယ်အားလုံးဆိုင်ထဲကိုခိုးဝင်သွားကြပေမဲ့ဇွန်းအယုတ်လေးကိုကယ်ဖို့ကပြောသလောက်မလွယ်ပါဘူးအယုတ်ကြောက်စရာတွေကနေရာတိုင်းမှာရှိနေပါတယ်ကြောင်တကောင်လည်းရှိသေးတယ်အလဲလမ်းမှာလည်း5ပေလောက်ကွာဟနေပါတယ်အယုတ်တွေအနေနဲ့ဘယ်တော့မှမကြော်ဖြတ်နိုင်တဲ့အကွာဝေးပါဒါကိုခုန်ကူးဖို့ဆိုရင်သူတို့ကျွမ်းကျင်သူတယောက်လိုအပ်ပါလိမ့်မယ်ကျောင်းကား40ကိုခုန်ကျော်ပြီးငါးဘွားတွေကိုပြန်ရောက်လာတဲ့သူကိုကြည်စမ်းဆိုင်ကယ်သမားလေးကတော့စက်ထဲမှာနေပြီးဂျုံဝစ်လိုအတန်မျိုးနဲ့စွန့်စားရတာကိုဝါသနာပါသူပါကံကောင်းစွာနဲ့ပဲအကူအညီလိုနေတဲ့နေရာနဲ့အနီးဆုံးမှာရှိနေတာပါအန်ဒီရများပေမဲ့ဆိုင်ကယ်သမားလေးကဆိုင်လေကဗီဒီယိုကိုအောင်မြင်စွာခုန်ကျော်နိုင်ခဲ့ပြီးသူတို့နှစ်ယောက်ကိုအယုတ်မာလေးရဲ့နေမြေထဲရောက်သွားစေပါတယ်
ဇွန်ရုပ်လေးကိုချက်ချင်းရှာတွေ့ပြီးတိုးရင်းကောင်မလေးကတိုင်းတက်ပေမဲ့အစီအစဉ်ကလွဲချော်သွားပြီးအားလုံးအနိုင်နိုင်ထွက်ပြေးခဲ့ရပါတယ်။ကံမကောင်းစွာနဲ့ဇွန်ရုပ်လေးပါမလာခဲ့ပဲကောင်ပွိုင်လေးကလွဲလို့ကျန်တဲ့သူတွေကဒါကိုဆက်မလုပ်ချင်ကြတော့ပါဘူး။မျောလင်းချက်မဲစွာနဲ့ပဲကောင်မလေးကိုကူညီဖို့ပဲသူ့မှာကြံတော့တယ်လို့သူရှင်းပြပါတယ်။ဒါပေမဲ့သူစကားတွေကအရာမထင်ခဲ့ပါဘူး။အဲ့ဒါကိုသစ္စာတရားလို့ခေါ်တယ်။ပျောက်ဆုံးနေတဲ့အယုတ်တရုတ်နားလည်မှာမဟုတ်ပါဘူး။ဒီလိုစကားမျိုးမပြောသင့်ခဲ့ပါဘူး။သူမကတိုးလေးတွေကိုခေါ်ပြီးထွက်သွားပါတော့တယ်။တခြားသူတွေလည်းလိုက်သွားကြပြီးအာကာသစစ်တီတော်မှအန်ဒီရဲ့များတဲ့စီဆက်မလိုက်ချင်တော့ပါဘူး။ကောင်ပွိုင်လေးတယောက်တည်းအယုတ်မာလေးကိုတွားရင်ဆိုင်ပါတော့တယ်။အယုတ်မာလေးရဲ့နီးလန်းတွေကလူဆိုးဆန်ပေမဲ့တကယ်တော့သူမလည်းတခြားအယုတ်တွေလိုပဲကိုပိုင်သခင်လေးတယောက်လိုချင်တာပါ။သခင်မလိုချင်တဲ့အယုတ်တွေကလွဲရင်ပေါ့လေ။ဝမ်းနေစရာပါပဲ။နေ့လိုမျိုးအချစ်ခံရဖို့ဆိုရင်ငါဘာမဆိုပေးဆက်ရဲပါတယ်။ဒါကြောင့်ကောင်ပွိုင်လေးကသူမပြေဆုံးသွားအောင်သူ့ရဲ့အတန်ထွက်တဲ့ဆက်လေးကိုကိုကျိုးစွန်ပြီးပေးလိုက်ပါတယ်။ကလေးတယောက်ကစားကျင်တဲ့အယုတ်လေးဖြစ်သွားအောင်လို့ပါ။အယုတ်မာလေးကဆိုင်ရှင်ရဲ့မြေးမာလေးတွေ့အောင်နေရာယူလိုက်ပြီးကလေးတယောက်ရဲ့ချစ်ချင်းမြတ်တာကိုရဖို့ပြင်ဆင်ပါတော့တယ်။သမီးလိုချင်အိမ်ယူသွားလို့ရတယ်နော်။အိုးစမ်းကြည့်တာတော့တန်ပါတယ်။ကောင်ပွိုင်လေးကသူမကိုကောင်မလေးနဲ့ဆိုရင်အဆင်ပြေနိုင်ကြောင်းပြောပြပါတယ်။ဒါနဲ့သူတို့တွေဆိုင်ထဲကနေထွက်လာပြီးကားမထွက်ခင်သွားဆုံဖို့လုပ်ပါတော့တယ်။အိုးကောင်ပွိုင်လေးကိုစွန့်ပစ်ခဲ့ပြီး5စက္ကန့်လောက်အကြာမှာပဲတိုးရင်းကောင်မလေးကစိတ်ပြောင်းသွားလို့သူတို့နဲ့အတူတူရှိနေပါတယ်။စိတ်လှုပ်ရှားစရာအခိုက်အတန့်တွေနဲ့အသက်ဆွန့်ခုန်ပေါင်းမှုတွေအပြီးမှာတော့အယုတ်တွေအားလုံးပြန်ဆုံစည်းမိပြီးပျော်ရွှင်စရာအဆုံးသက်လေးရသွားပါတယ်။ဇွန်ရုပ်လေးကလည်းသူ့နေရာကိုသူပြန်ရောက်သွားပြီးကျန်တဲ့သူတွေကလည်းတိုးထိန်မလေးကိုပြန်တွေ့လို့ဝမ်းသာနေကြပါတယ်။အယုတ်မလေးကလည်းပျော်ရွှင်မှုလိုအပ်နေတဲ့ကောင်မလေးတယောက်ကိုတွေ့သွားပြီးသခင်လေးရသွားပါတယ်။နောက်တော့ဇွန်ရုပ်လေးလည်းချစ်သူကောင်မလေးရသွားပါတယ်။တိုးရင်းကောင်မလေးကိုနှုတ်ဆက်တော့မဲ့အချိန်မှာကောင်ပွိုင်လေးကလွန်ခဲ့တဲ့နှစ်တွေတုန်းကမိုးထဲကအဖြစ်အပျက်ကိုပြန်သတိရသွားပြီးခက်ခဲတဲ့ဆုံးဖြတ်ချက်ကိုချလိုက်ပါတော့တယ်။သူတို့တွေအားလုံးကိုထွက်သွားခွင့်ပြုလိုက်ပြီးတိုးထိန်မလေးနဲ့အတူနေဖို့ဆုံးဖြတ်လိုက်တာပါ။သူတို့ကပွဲတော်နဲ့အတူလိုက်ပါသွားပြီးအယုတ်လေးတွေနဲ့ကလေးတွေစုံစည်းနိုင်အောင်ကူညီပေးကြတော့မှာပါ။ဖက်နှမ်းမှုတွေမျက်ရည်တွေနဲ့အတူတကယ်ကိုရင်ထဲထိစရာနှုတ်ဆက်ပွဲလေးဟာအယုတ်တွေအတွက်ရောသခင်လေးရဲ့အယုတ်တွေနဲ့အတူကြီးပြင်းလာခဲ့ကြတဲ့ပရိသတ်တွေအတွက်ပါအဆုံးအစမရှိထာဝရပါပဲ။